မင်းအခုသက်ရှင်နေရတဲ့ဘဝကိုပျော်စရာကောင်းတယ်လို့တွေးလားစိတ်ညစ်စရာလို့တွေးလားအခုဆိုကဘာကြီးကအရင်လိုပျော်စရာကောင်းတဲ့အရက်မဟုတ်တော့ဘူးလေနေရာတိုင်းမှာစစ်တွေဖြစ်နေတယ်ရာသီဥတုတွေဖောက်ပြန်နေတယ်အားကြီးတဲ့သူကအားနည်းတဲ့သူကိုအနိုင်ကျင့်တယ်ကြီးနိုင်နေနေစိတ်ဆိုတာရင်တော့ကတိရစ္ဆာန်တွေမှာပဲရှိကြတာအခုတော့အဲ့ဒါကလူတွေရဲ့ဒလိထုံးစံတစ်ခုဖြစ်သွားပြီကြီးနိုင်ငယ်ညင်ုံလည်းမကအောင်လူချင်းတက်လာကြပြီသူ့ထံကဥအောင်တက်ဖို့လက်နဲ့အသက်ဆန်းနေလေတီထွင်လာကြပြီမကြပါဘူးကဘာကြီးကကပ်ဘေးအမျိုးမျိုးနဲ့တုတ်တန်တစားပြင်လို့ဖြစ်တော့မှာအခုငါသွားနေတဲ့လမ်းကအဲ့ဒီဒုက္ခတွေကိုရှောင်ကွင်းတဲ့လမ်းပဲလောဘနဲ့အကြောက်တရားညှက်တိုင်ရင်ဘလောက်ပဲကြီးကျယ်တဲ့ပုဂ္ဂိုလ်မဆိုကြာဆုံးရတယ်မြင်အောင်ကြည့်ပါအဆုံးကိုသိပါအဆုံးစီသွားရင်လည်းအစကိုပြန်ရောက်သွားတတ်တယ်လောကကတဖြည်းဖြည်းညဉ့်ညမ်းလာခဲ့ပြီလေလူတွေကြားမှာသူတို့ဆက်နေဖို့မဖြစ်နိုင်တော့ဘူးသူအဆုံးကိုရောက်ခဲ့တယ်အဆုံးကိုလည်းသိခဲ့ပြီဆက်ရှောင်ရမယ်လမ်းက